ပြန်တရားပါကြောက်နေတယ် လုံးကောင်းပါတော့ ready ရေ ready ရေ 33သမားတွေကကျွန်တော်တို့ fighting ဆိုပြီးတော့အားပေးပါโอเคပြေးမယ်နေပါဒီမှာလိုအပ်တာတွေအကုန်လုံးရပြီအရေးကြီးဆုံးညကမှ9မိနစ်လောက်နဲ့တက်လို့ပြီးသွားတယ်ပေါ့နော်ဆိုတော့ပစ်ပလီတက်ရမယ်ပြီးသွားရင်ကျွန်တော်တို့သွားလို့ရပြီ9နာရီခွဲကျွန်တော်ဟိုတယ်ကနေလှုပ်တဲ့နေရာကိုနေပြီပေါ့နော်အေးရှာကတော့ဝေးတွေတောင်ထွက်တယ်ဆိုတော့သွေးပူလဲရတာပေါ့အေးချကတော့ရှယ်ပဲလင်းအောင်ရှိတဲ့နေရာလေးရေးမဲ့ကွင်းနဲ့ရောက်ပြီပေါ့နော်ဆိုတော့နောက်ထပ်10မိနစ်လောက်နေစမယ်ရတိတို့ကအေးတော့စောင့်နေလူတွေကပါဟိုမှာသွေးပူလေးချင်းကနေသူတို့လုံနေကြပြီမတက်ရက်နေပေါ့မယ်ဆိုတော့နောက်10မိနစ်ပြီးသွားရင်ကျွန်တော်တို့စားထွက်ပါမယ်15 ကီလိုမီတာပြင်းမဲ့ဒီသဘောပြခင်ဗျာလက်ပတ်ကလေးတစ်ချက်လောက်သွတ်ပြပါနိုင်ဝင် ယူရီကတော့တော်တော်မိုင်းနေပြီ2ကီလိုကြော်ပဲရှိသေးတာယူရဲလန်းကနေဒီဘက်ကိုပတ်ခိုင်းလိုက်တာပေါ့နော်ဆိုတော့နေရွက်ချင်းလေးရယ်ရှီကန်လေးရယ်အမမိုင်းတော့ဘာလို့လဲဝါOkay. Okay ba? Hindi amay. ဗီဒီယိုထဲမှာတော့ပြုတ်မကြသေးနဲ့နော်ပြုတ်ကြတဲ့ဗီဒီယိုကြီးပါလာအောင်မယ်ပြုတ်ကြတဲ့ဗီဒီယိုပါလာမယ်နော်ပညာတော့ပြထားတာပဲအလားမလုံးရင်လည်း train မဟုတ်တော့ရရမင်းကုန်းတော့တက်ရပြီ
ချက်ပွဲဝါမှကျိုးစုပါတယ်နာရှိသေးတယ်နှစ်ယောက်ရှိသေးတယ်နောက်မှပြုံးလေးနဲ့ကြိုတာပြုံးလေးနဲ့ကျေးဇူးပါ တီးလေးတွေစားမယ်တီးလေးတွေစားမယ်တီးလေးတွေစားကြမယ် ဒီကြောက်တွေရှိတာပဲ ရှိတယ်ဒီမှာကျတော့3ဆောင်9မောင်ရလားမထက်ပါဘူးမထက်ပါဘူးဟုတ်ပါဒီတော့ရရတော့ရသမီးလား ဒီဘက်သွားမှာ ဟုတ်တယ်ဟုတ်ကဲ့ ဒါကြီးပတ်သွား ဟိုရေးလေးဆက်ပြောမှာခွတ်တာကတော့ကြက်ခွတ်မကောင်းဘူးဒါတွေကဘယ်ဒီတော့မလား ရောက်ပြီရောက်ပြီ မညီမလေး အခုရေတောက်ချင်းတော့လာလို့ရတယ်တော့ပြန်မဟိုဘက်ပါပြီပြန်တော့ဟိုဘက် ဟောထော်မှာနော်ဟောထော်မှာနော်ဘာလို့ရေတော့မှဆိုရမှာလမ်းမဆိုလို့ကိုယ့်ဘက်လိုက်မယ်ဒီဘက်မတော်ဒီဘက်မပေါင်းဘူးဒီဘက်ကတော့ဒီဘက်မှနေမယ် လက်စပီ ဒီဘက်ကတော့ဒီဘက်မှနေမယ် ဟိုအစင်း ဒါပြန်ရှင်းနေပါဦး ဒီမှာအသီးနဲ့နေစိတ်ဆန်းရှိတယ်ဒီမှာယူတော့ဒီမှာစီးလေးပါလေး ဟိုအစင်းဆက်ဆောင်းပါနေဒီ ဟောတော့မှာ မရတော့ဘူးအဲ့ဒါချင်းမကောက်စင်နေဖြစ်ဖြစ် တော့တောင်းဟဲ့နာ တော့ပါရှိတယ်နော်ပေါ်လို့ပေါ်ပါ ထုတ်လိုက်ရင် ခုနစတေးရှင်း တဲသွားတယ် ပြန်ဖြတ်တယ် ကျွန်တော်ပြန်မတန်ကြတဲ့ကွက် မုန်းနေအများကြီးပဲပြန်ယူရမယ် ပြန်တယ်မောင်မ2ကီလိုလောက်ပြန်ပြီးတော့လမ်းကျွန်တော်အမဟုတ်ရှိတယ်အောင်မတော့မှအများကြီး ကျွန်တော်ပြန်တဲရပါကြောက်နေတယ် လမ်းကောက်မှာတော့ ready ရေ ready ရေ ဒါဟိုဘက်က33ရယ်60ရယ်ကဒီမှာစုံမယ်လို့တော့ထင်တာပဲဆိုတော့မကတ္တရလန်အစင်းလို့တော့ပြောတယ်ဒီမှာခုနကတော့ရှေ့မှာ2ယောက်ပြေးသွားတာတွေ့တယ်ကိုရီကိုကြော်သွားတဲ့လူတွေ့ရင်တော့အမှန်ပဲပေါ့နော်အဲ့နောက်ပိုင်းတော့အစင်းကြီးပါပဲတဲ့ဘယ်နှကီလိုရောက်ပြီလဲဆိုတော့ဘယ်နှကီလိုရောက်ပြီတော့ခဏလေး 6 3ည9ကီလို 9ကီလိုကြော်9ကီလိုပဲကြော်ပေါ့ဆိုတော့အဲ့မှာအစင်းကြီးပဲအဲ့မှာရိုးလည်းလမ်းမြင်နေရဒီမှာရောက်စင်းကြည့်ပါ ဟိုရှိမှာ အော်မှာကြီးတဲ့လူတွေဟုတ်တယ်အဲ့လိုဆိုတော့ရှောက်အစင်းပါပဲကျွန်တော်ပြေးလိုက်စားလိုက်ပုံရလိုက်ဆိုတော့လည်းတော့ပြန်ပြီးကြံနေခဲ့တယ်ဆိုတော့ left hand 10ကီလိုရှိပြီဆိုတော့တခြားလူတွေကမိလိုက်ပြေးနေလိုက်ဒီချက်မအိမ်သားမရှိဘူးတင်နေမဆန္ဒတော့လာမဆန္ဒဝါတာစတေရှင်ပြေးဒီနိုင်အောင်မယ်အာရိတ်ခါတွေလာရိတ်ခါတွေဖရဲဒီနိုင်အောင်မယ်ရရတယ်ဆို ဒီอ่ะကျေးဇူးပါမတော့တော့ကလေး အပြင်းနိုင်တက်ကောက်တက်လို့ရနော် ဟုတ်လား ဟမ် ဟုတ်လား မပြင်းနဲ့ကားပေါ်တက်လို့ရတယ်တဲ့ ကိုကွာဒီပါရပြီ ဗီဒီယိုရိုက်နေတာ ဟုတ်ရင်လေပါရ ပါပါ ဟုတ်တာ ရှင်း ဟိုမစင်းတော့အဝေးကြံနေကျွန်တော်တို့ကားနဲ့လိုက်ခဲ့တယ်ဒီမှာရချခဲ့ရ
33သမားတွေကကျွန်တော်တို့ fighting ဆိုပြီးတော့အားပေးပါ fighting ဝယ်နောက်ဆုံးမှရင်15ကီလိုဘွဲ့လေတန်းဝင်ပါနောက်ဆုံးမှရင်15ကီလိုရဲ့နောက်ဆုံးဖွဲဟုတ်ပါ စပါအောင်ပြီးထုတ်လိုက်ကြ စီပါတောင်ကြော်သွားပြီလားမသိဘူးချက်ပိုင်းနဲ့ဝင်ပြီးတော့အင်တာတက်ဓာတ်ပုံရိုင်းနေထွက်ကြည့်တော့ဘယ်သူမှမရှိတော့ဘူးဘာသာစတေရှင်လူပဲရှိစီပါလဲကြော်ပါတော့ပြီတဲ့ ဘာလဲမဆောင်နိုင်တော့ စီပါလဲမဆောင်နိုင်တော့ဝီကျေးဇူးပါကျေးဇူးပါဖိုင်နေကဲမြူရဲရောက်ပါပြီကျွန်တော်တို့1ကီလိုကျော်ပဲလို့တော့မယ်1ကီလိုကျော်မို့ကဲမြူရဲရောက်ပါပြီကျွန်တော်တို့1ကီလိုအောက်ပေါ့နော်energy ကိုလည်းကုန်လာတဲ့နိုင်ပလေးစီယူရဲရောက်ရင်တော့ကြည်ကောင်းပြေးရမှာရောက်တယ်မလား15ကီလိုပဲရှိလေးတွေပါသူများတွေမဲတယ်တွေနဲ့ကျွယ်နေကြပြီ15နောက်ဆုံးနေ15နောက်ဆုံးနေ15နောက်ဆုံးနေဝင်တာမိုက်တယ်မိုက်တယ်ဝေးအပေါင်းနဲ့ရှင်းပါကေများတယ်လို့နမဒီမှာလာတယ်哇，这块是哦，你们有我散的，然后下ပြန်တော့မယ် OK ဘယ်ရောက်ရှိလဲ တင်းနေဝင်နေရှိလား 3136နာဘယ်ရောက်ရှိလဲ ဘယ်ရမတရားမလဲ256ပါ အဲခိုင်လေးပါလား 256နောက်ကနေရီလိုက်ရင်တရားမရပြီ187ရပါပြီရပါပြီရပြီနော်ရပြီမေးရ73ပဲရှိဒီကတော့လာလားစိတ်လိုက်ပြီလား တို့ကြော်သွားတယ် ကိုရင်းကြလေအဲ့နောက်မှာကိုနှစ်ယောက်ပဲရောက်ဝင်လာတာရောက်နေတယ်လို့မောလိုက်တာ အဲ့ဒီလောက်ကတော့တော်တော်လုပ်တယ်။ဘာမှမဟုတ်လေကိုရင်းတော့ပြောပါတော့ကိုချစ်သွားပြောတယ်။ဘာမှမဟုတ်လေ။ရင်းတော့တွေပါတော့စား။ဘာမှမဟုတ်လေ။အာဇိုးကြီးကနံပါတ်3ပါ ဒီကတော့မခက်မတိုက်တော့ဘူးချော်လဲ မချော်လဲတော့ လူလေးကလည်းနာကျင်မဲ့ထိန်းလာဆိုက်ချက်လေးနဲ့အောက်လာနှစ်နဲ့မီတာ200ပဲပေါ့မီတာ200မရှိဘူး150တယ်ဘယ်လိုပို့လို့ စက်တော်မခံတော့ဘူး ရပြီ